ကဲမင်္ဂလာပါဘော်ဒါတို့ဒီကကျွန်တော်တို့တင်ဆက်ပေးမယ့်ရုပ်ရှင်ဇာတ်လမ်းကတော့အရှင်သန်ရေးအတွက်အသက်လူတိုက်ပွဲတစ်ခုအကြောင်းပဲဖြစ်ပါတယ်။နားစေခန်းစားရင်းနဲ့ဇာတ်လမ်းရဲ့အလှည့်အပြောင်းတွေကဘယ်လောက်တော့စိတ်လို့ရှားစရာကောင်းမလဲဆိုတာကြည့်လိုက်ရအောင်ဗျာ။ကျွန်တော်တို့မွေလို့တဲ့နာဂတ်မှာဥရောပတကွေလုံးကိုကြောက်မဲ့ဖွယ်ဘေးရန်တွေကြီးတစ်ခုကကြီးစိုးလာခဲ့ပြီးလူတွေအခြေခံလိုအပ်ချက်တွေအောင်မပြည့်စုံနိုင်ပဲစီးရင်ဒုက္ခတွေရောက်နေကြရပါတယ်။ဒီလိုတွေအစိုးရတွေဇက်တိုက်ပြိုလဲကဘာဆိုမှလုံလောက်မှုမရှိတော့တဲ့အာနာဂျီစနေ not a net at arctic over လို့ခေါ်တဲ့အာနာရှင်ဆိုတဲ့ကပေါ်ပေါက်လာပြီးသူတို့ကတော့အရင်မြင့်တက်လက်မှုကိုဖြည့်ရှင်းဖို့လူတွေကိုတုတ်တင်ပယ်ရှားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အရင်ဆုံးတက်ကြီးရွယ်အိုတွေနဲ့ကလေးငယ်တွေကိုတပ်ဖြတ်ခဲ့ကြပြီးအဲ့နောက်ကိုဝင်ဆောင်မျိုးသမီးတွေနဲ့ကလေးငယ်တွေကိုပါပြစ်မှတ်ထားလာခဲ့ကြတာပါ။ဒါပေမဲ့ Ireland, Iceland, Norway တို့တချို့နိုင်ငံတွေကတော့ဒီလူသက်ပွဲတွေကိုရပ်တန့်အောင်ဆွဲဆောင်နိုင်ခဲ့ပြီးအာနာရှင်စနစ်ကိုခုခံတွန်းလှန်နေခဲ့ကြပါတယ်။ဒါကြောင့်လူသန်းပေါင်းများစွာဟာအဲ့ဒီလူမျိုးရောအမျိုးတွေစီကိုထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ဒီလိုထွက်ပြေးသူတွေထဲမှာနီကိုနဲ့သူ့ရဲ့ကိုဝန်တဲ့ဇနီးမီယာတို့လည်းပါဝင်ပါတယ်။ညတညမှာလူမောက်ကိုသမားတို့ကသူတို့နှစ်ယောက်ကိုစိတ်ကန်းကိုခေါ်လာခဲ့ပြီးတယောက်သားကိုရိနာတွေကြားထဲလွတ်လန်းရှာရင်ပြေးလွှားနေကြရပါတယ်။ခွေးကောင်ကသူတို့ရဲ့လမ်းကိုပိတ်ဆို့လိုက်တဲ့အခါတခြားလမ်းကိုပြောင်းပြီးရဟန်းရင်မီယောင်တွေကိုရှောင်တိန်ပုံအောင်ကြရပါတယ်။ရဲတွေကထွက်ပြေးသူအချို့ကိုဖမ်းဆီးနေတဲ့အတန်တွေကိုလည်းကြားနေရပြီမေသူတို့ကတော့အဲ့ဒီနေရာကိုဖျက်ကျော်နိုင်ခဲ့ပြီးနောက်ထပ်မောက်ကိုသမားတို့နဲ့တွေ့ဆုံခဲ့ပါတယ်။ဒီလူကပတ်စံပိုတောင်းနေပြန်ပါတယ်။သူတို့မှအရင်ကတည်းကရှစ်ညပတ်စံအများကြီးပေးပြီးသားဆိုတော့အခြားရွေးချယ်စရာမရှိပဲသူတို့ရဲ့မင်္ဂလာလက်စွပ်တွေကိုပေးလိုက်ရပါတော့တယ်။အဲဒီနောက်ဇနီးမောင်နှံတွေကခလီးကျွယ်တွေနဲ့ခွေးတကောင်မှပါတဲ့ထွက်ပြေးနေကြတဲ့အမျိုးသမီးတို့အစုနဲ့အတူကုန်တွေကတစည်းရဲ့နောက်ခန်းတွေကိုဝင်ရောက်လိုက်ပါခဲ့ကြပါတယ်။မီယာကဘိုက်ကိုဖုံးကွယ်ထားတဲ့ပတိကိုဖယ်လိုက်ပြီးကလေးလောက်တာမခဏတာမခံစားရတဲ့အတွက်စိုးရိမ်နေမိပါတယ်။ဒါပေမဲ့နီကိုကကလေးရဲ့ခြေထောက်လေးရှိမဲ့နေရာကိုဘယ်လိုရှာမလဲဆိုတာသင်ပေးလိုက်ပါတယ်။အဲဒီနေရာကနေကလေးအမြင်နဲ့ကန်နေကြဖြစ်တာကြောင့်ပါ။ဒါအပြင်အိုင်ယာလန်ကိုရောက်ရင်အောင်ပွဲကန်စုလေးအဖြစ်စားဖို့သူသိထားတဲ့စနစ်ကချောကလက်ဘာတစ်ခုကလည်းမီယာကိုပေးလိုက်ပါသေးတယ်။ရွှေပြောင်းခိုးလို့သူကကားလေးကိုအလင်းရောင်ဝင်ရောက်နိုင်ဖို့အတွက်တတူကရိယာနဲ့အပေါက်ဖောက်လိုက်တဲ့အခါမီယာကခြာကလေးတွေကိုကြည့်ရင်သူမနဲ့နီကိုတို့ဟာသူတို့ရဲ့ပထမဆုံးကလေးကိုထားပြေးခဲ့ရတာကိုသတိရပြီးအပြစ်ရှိသလိုခံစားရပါတော့တယ်။ဒါပေမဲ့စစ်သားတွေခေါ်သွားတာမို့ကလေးတေဆုံးသွားပြီဖြစ်ကြောင်းနီကိုကသတိပေးတစ်သိမ့်လိုက်ပါတယ်။နိုင်နေငယ်ကြာခီးသွားပြီးတဲ့နောက်မှာကိုရင်ကဟာနောက်ထပ်ဒုက္ခတွေကိုတည်ဆောက်ဖို့ရပ်တန့်လိုက်ပါတယ်။လူတွေဟာအလျင်များပြေးဝင်ကြတော့ကားထဲမှာလူတွေပြည့်ကျက်သွားပါတယ်။ဒါကြောင့်မောင်ကိုသမားအုပ်စုကိုနှစ်ပိုင်းခွဲမယ်အမျိုးသမီးတွေနဲ့ကလေးတွေကိုဒီနေရာမှာထားခဲ့ပြီးအမျိုးသားတွေကတော့အခြားတစ်စီးနဲ့သွားရမယ်လို့ကြေညာလိုက်ပါတော့တယ်။ဒီကိုဟာသူနဲ့သူဇနီးအစကတည်းကဒီကားနဲ့ပါလာတာကိုရှင်းပြဖို့ကြိုးစားခဲ့ပေမဲ့ဘယ်သူမှနားမတော်ပဲညီကုတ်ကိုဖယ်ထုတ်သွားကြပါတယ်။တကားတွေပေးလိုက်တဲ့အခါမီယာဟာအပေါက်လေးကနေစသူခင်မို့ထသွားတာကိုကြည့်နေဖုန်းနဲ့ဆက်သွယ်လိုက်ပါတော့တယ်။နီကိုကတော့ကားတွေကလမ်းကြောတစ်ခုလေးကိုသွားနေကြတာမို့နောက်ကျရင်ပြန်ဆောင်ရမှာဖြစ်ကြောင်းဒါကြောင့်စိုးရိမ်မနေပဲဘက်ထရီအားကိုချွတ်တာပြီးသူတို့ပစ္စည်းတွေကိုဂယူးဆိုင်ဖို့မှာကြားလိုက်ပါတယ်။ကားဆက်လဲမောင်းနေစဉ်မှာမီယာအပေါက်ကနေအပြင်လောကကိုကြည့်လိုက်တော့လမ်းနောက်တိုင်းမှာဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေကြောင့်စိတ်အနှောက်အယှက်ဖြစ်နေရပါတယ်။စစ်သားတွေကဒီကရုံသမားတွေကိုတနာထက်တာမှုမရှိပဲတပ်ဖြတ်နေကြတယ်လို့အမျိုးသမီးတွေကိုလည်းနွားတွေလိုလောင်ရင်းနဲ့ဖမ်းဆီးခေါ်ဆောင်သွားတာမျိုးတွေ့နေရပါတယ်။အချိန်တန်ကြတော့စစ်စေးရေးဂိတ်တစ်ခုကိုရောက်တဲ့အခါကုန်တင်ကားကရပ်တန့်သွားပါတယ်အမျိုးသမီးတွေအားလုံးကားနောက်ကန်းကိုအလျင်မြန်ပုံးကိုလိုက်ကြပါတယ်ရေမောင်းကသူ့ကုန်ပစ္စည်းပို့ဆောင်နေကြောင်းစားစံတွေကိုပြသလိုက်ပြီးပဲစစ်သားတွေကတော့စစ်ဆေးဖို့အတွက်ကားတကားကိုဖွင့်လိုက်ကြပါတယ်ပထမတစ်ချက်ကြည့်လိုက်တော့ကုန်ပစ္စည်းပုံအနေငယ်ကိုပဲမြင်ရပေမယ့်ဘာလို့လဲဆိုတော့ဒုက္ခတွေကအတူရောက်နေတဲ့တစ်ခုနောက်ကွယ်မှာပုံနေကြတာပါဒါပေမဲ့ခေါင်းဆောင်ကတန်တရားဝင်ပြီးစစ်သားတို့ကိုကားထဲဝင်ကအနောက်ဖက်တီရောက်အောင်သွားပြီးဘေးဘက်နိုင်ငံကိုပြစ်ခတ်ဖို့အမိန့်ပေးလိုက်ပါတယ်စစ်သားကပြစ်လိုက်တဲ့အခါအကွာဝေးကွာခြားမှုကိုကြည့်ပြီးခေါင်းဆောင်ကလျှို့ဝှက်ပါနေတာကိုသိလိုက်ပါတယ်ဒါကြောင့်သူနဲ့စစ်သားအများပြားဟာကားထဲဝင်လာပြီးအမျိုးသမီးတွေကိုထွက်လာဖို့ပြောလိုက်ပါတယ်အရန်ကိုကြောက်ရွံ့နေတဲ့မီယာဟာတစ်တာရီဘော်ကိုတက်ပြီးပုံနေလိုက်ပါတယ်အဲ့ဒီချိန်မှာပဲအမျိုးသမီးတူကအတူရောက်နိုင်ငံကိုဖွင့်လိုက်ပါတယ်ခေါင်းဆောင်ကချက်ချင်းဆိုသလိုအဲ့ဒီအမျိုးသမီးကိုပြစ်တက်လိုက်ပြီးကျန်တဲ့စစ်သားတွေကလည်းအုပ်စုတစ်ခုလုံးကိုတနက်နဲ့ပြစ်ခတ်တပ်ဖြတ်ပါတော့တယ်မီယာတယောက်ကတော့သူတို့ရဲ့သွေးတွေနဲ့ပေးချန်နေခဲ့ပါတော့တယ်နောက်ဆုံးမှာတော့ကျေရုပ်တွေထဲမှာခွေးနဲ့ကလေးငယ်တူပဲရှိပါတော့တယ်ခွေးကတော့ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမဲ့စစ်သားတွေကကလေးကိုပါတေချာစွာပြစ်တက်လိုက်ကြပါတယ်စစ်သားတွေထွက်သွားပြီးနောက်မီဟာရှာကြီးတငယ်ကိုကျွင်းခင်မှုပြစ်သူကိုပုံးရှောင်ဖို့စားတစောင်းပို့လိုက်ပါတယ်နိုင်နေငယ်ကြပြီးနောက်ကုန်တင်ကားဟာနောက်ထပ်စိတ်ကန်းတစ်ခုကိုရောက်လာပြီးကိုရီနာကိုတင်မောဖို့တင်ဆောင်ဖို့ရှေ့ပြောင်းလိုက်ပါတော့တယ်။မီယာနီကုတ်ကိုဖုံးကော်ဖို့ကြိုးစားပေမဲ့ဖုံးမကင်ပါဘူး။ဒါကြောင့်တင်မောကသူ့ကိုခေါ်သွားပြီးဖြစ်ကြောင်းနောက်ထပ်စာတစောင်းချန်ထားခဲ့လိုက်ပါတယ်။အဲဒီနောက်သူ့ရဲ့အိတ်ထဲကပစ္စည်းတွေကိုစစ်ဆေးပြီးမိပွေးတစ်ခုကိုဖွင့်ကအိပ်ပျော်သွားပါတော့တယ်။အချိန်နဲ့ကြာပြီးနောက်ကိုရီနာကစတင်လှုပ်ရမ်းလာတဲ့အတွက်မီယာကနိုးလာခဲ့ပါတယ်။ကြီးစံရတွေကနေတစ်စင်ကြည့်လိုက်တော့ပြင်းထန်တဲ့မှုန်တိုင်းကြောင့်တင်မောဘော်ကတင်မောသားတွေပြေးလွှားနေကြတာကိုမြင်လိုက်ရပါတယ်။လုံရမှုကြောင့်မီယာတယောက်ဟိုဘက်ဒီဘက်လှိမ့်နေရပြီးတန်ရာတွေရနေခဲ့ပါတယ်။ကူညီဖို့အော်ဟစ်နေချိန်မှာရုတ်တရက်စောင့်ကန်လိုက်တယ်လို့ဖြစ်သွားပြီးသတိလစ်သွားပါတော့တယ်
ခဏကြာမှမီယာနိုးလာခဲ့ပြီးကြီးစံပေါက်တွေကနေရေတွေကိုရီနာထဲဝင်နေတာကိုတွေ့လိုက်ရပါတယ်အပြင်ကိုကြည့်လိုက်တော့သင်္ဘောနင်းမြုပ်သွားပြီဖြစ်ပြီးသူမရဲ့ကိုရီနာပါဝင်အားလုံးဟာပင်လယ်အလယ်မှာမျောနေကြတာကိုတွေ့လိုက်ရပါတယ်မီယာတယောက်ထိတ်လန့်တကြားနဲ့နီကိုကိုဖုန်းခေါ်ဖို့ကြိုးစားပေမဲ့ဖုန်းကရိုက်ချိုးခံထားရတာမို့အလုံးမလုံးတော့ပါဘူးအိမ်ထဲမှာယူလာတဲ့အပိုဖုန်းကိုထပ်စမ်းကြည့်နေတော့လေစကဝက် password ကိုမသိတာကြောင့်သုံးမရပြန်ပါဘူးကလေးလေးအဆင်ပြေကြောင်းစစ်ဆေးပြီးနောက်ရေရီဆက်လက်ဝင်နေတာကိုသိချပြီးတော့မီယာဟာအသုံးမဲ့ပစ္စည်းတွေရှာဖို့အတွက်တစ်တာတွေကိုစတင်ဖွင့်มาတော့တယ်ကံမကောင်းဆောင်တွေပဲပလတ်စတစ်ဘူးတွေ TV ဆက်တွေနဲ့ရက်တွေနဲ့နကြက်တွေပဲပါနေခဲ့ပါတယ်အနွေးနဲ့အင်ဂျီတွေကိုတွေးတော့တစ်ထဲကိုယူဝဲလိုက်ပါတယ်ပတ်ဝန်းကျင်ကိုကြည့်ပြီးနောက်အိမ်ထဲကပြုတ်ကျသွားတဲ့ပစ္စည်းတွေအားလုံးကိုကောက်ယူလိုက်ပါတယ်အိမ်ထဲမှာတော့တိတ်နဲ့ဆဆလန်စစ်တပ်သုံးဓာတ်တစ်ချောင်းလဲပါလာခဲ့ပါတယ်ရေဝီနာကိုနှိကွေးစေဖို့အပေါက်တွေကိုတိတ်နဲ့ကပ်ပြီးနောက်မီယာသူမရဲ့ဒိုင်ယာရီကိုရှာဖွေပြီးမိသားစုဓာတ်ပုံလေးတစ်ပုံကိုကျင်းအားတင်လိုက်ပါတယ်ရုတ်တရက်အော်တန်တွေကြားရလို့အပေါက်ကနေကြည့်လိုက်တဲ့အခါလူတွေပါတဲ့ကိုရီနာတစ်ခုဖြည်းဖြည်းချင်းနှိမ့်မြုပ်သွားတာကိုသတိထားမိလိုက်ပါတယ်မျိုးလေးရဲ့မင်းရဲ့မီယာဟာနီကိုနမ်မီကိုအော်ကော်ရင်သူ့ရဲ့စင်ကတ်ကိုအလုပ်လုပ်တဲ့ဖုန်းနဲ့ထည့်လိုက်ပေမဲ့နီကိုကဖုန်းမကင်ပါဘူးကိုရီနာလည်းနှိမ့်မြုပ်သွားတာကြောင့်မီယာတယောက်စိတ်ထိခိုက်အားငယ်သွားပါတော့တယ်နောက်ထပ်နိုင်ရင်နေငယ်ကြောင်မီယာဟာဖုန်းကိုစူးစမ်းခေါ်နေခဲ့ပေမဲ့အခြေအနေပါပဲငယ်ရောက်တော့အရာအလုံးကိုစုံသက်ဖို့စဉ်းစားပြီးဓာတ်ကိုကင်လိုက်ပေမဲ့ရုတ်တရက်ကလေးလှုပ်တော့ကိုခံစားလိုက်ရပါတော့တယ်မီယာကလေးတွေရှင်သန်ဖို့ဆုံးဖြတ်လိုက်ပြီးအပြင်ဘက်ကဝေလာငါးရီတီဆိုနေတဲ့တန်ကိုနားထောင်ရင်းအိတ်ဆက်လိုက်ပါတော့တယ်ခဏကြာမှတော့ချိတ်ဆွဲထားတဲ့တစ်တာတစ်ခုလှုပ်ခါနေတာကိုမီယာသတိထားမိပြီးတစ်တာကမပြုတ်ကျခင်လက်ကနေရှောင်လိုက်နိုင်ပါတယ်ဒါပေမဲ့ဒီအဖြစ်ကကိုရီနာတွေကိုရေတွေအရှိန်အဟုန်နဲ့စတင်ဝင်ရောက်စေခဲ့ပြီးမီယာရေနစ်တော့မယ်လို့ထင်လိုက်ရပေမဲ့ရုတ်တရက်အဲ့ရကလန်နိုလာခဲ့တာပါဒါအိမ်မက်ဆိုးတစ်ခုဖြစ်နေတာကိုသိလိုက်ရပါတယ်တိတ်တီကွာကျသွားပြီးရေရီပိုဆိုးလာတာကိုတွေ့ရတော့မီဟာခြေဆွဲထားတဲ့တစ်တာအောက်ကိုနောက်ထပ်တစ်တာတစ်ခုထိုးထည့်လိုက်ပြီးဓာတ်နဲ့ဖြတ်ချလိုက်ပါတယ်ပလတ်စတစ်ဘူးတွေပိုများလာတာကိုတွေ့ရလို့ပထမတော့စိတ်ပြက်သွားပြီပဲဒါတွေကပဲသူ့ကိုစိတ်ကူးတစ်ခုပေးလိုက်ပါတယ်သူမအဖုံးတွေကရောဘာတွေကိုဖယ်ရှားပြီးအောက်ဘက်ကအပေါက်တွေကိုပိတ်လိုက်ပါတယ်အဲနောက်တစ်တာများစွာတွေကဆက်တစ်ခုကိုတစ်တာများစွာတွေကဆက်တစ်ခုကပတ်ကိုယူပြီးအခြားပေါက်တဲ့ထဲကအဲဒီကရစင်ရေတွေကိုစုပ်ထုတ်ပါတော့တယ်အိမ်ဖို့နေရာရအောင်လဲနေဘက်မှာတစ်တာနှလုံးကိုရွှေ့ထားလိုက်ပြီးရင်မြင့်တဲ့ရင်ကိုတိတ်နဲ့အပန်သားလုတ်ကကန့်သက်ချက်ရောက်ဖို့ဘယ်နည်းလူလဲဆိုတာကိုရည်တွက်နေခဲ့ပါတယ်ဖုန်းကိုထပ်ကြိုးစားပေမဲ့အချင်းဒီပဲဖြစ်ခဲ့လို့မီယာဟာငကြက်ကနေဝါယာကျိုးအချုပ်ကိုဖြုတ်ပြီးဓာတ်ပုံတွေကို6သွေးအောင်ဆွဲထားလိုက်ပါတယ်အိမ်နောက်သူမရေကားတွေကိုစစ်ဆေးပြီးရေပလင်းတွေနဲ့အစားအသောက်တွေကိုချင်းချင်းသုံးဆွဲဖို့တေချာကယူဆိုင်ပါတယ်အခြားလူတွေချထားခဲ့တဲ့တာတူကရိယာနဲ့မီဂျစ်တို့ကိုလည်းအလုံးလုံးနေတာကိုတွေ့လိုက်ရပါတယ်ရုတ်တရက်သူမရဲ့ဖုန်းကိုမသိတဲ့နံပါတ်တစ်ခုကနေခေါ်ဆိုမှုဝင်လာပြီးမီယာဖြေလိုက်တဲ့အခါနီကိုပြစ်နေတာကိုသိလိုက်ရပါတယ်နီကိုကဘက်ထရီကုန်နေလို့အရင်ကဖုန်းမဖြေနိုင်ခဲ့တာဖြစ်ပြီးသူကတော့အသက်ရှင်နေပါသေးတယ်ဘာလို့လဲဆိုတော့တခြားကားမောင်းသူတွေကသူတို့ကိုလိန်ညာခဲ့ကစိတ်ကန်းကိုခေါ်မသွားပဲမြို့ပြင်မှာပဲစော့ပြစ်ထားခဲ့လို့ပါပဲမီယာကသူမကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကိုပြောပြတော့နီကိုကသူမကိုကယ်နေမှုဂရီပေးခဲ့ပါတယ်ဒါပေမဲ့အခုလောလောဆယ်မှာတော့ဘက်ထရီကိုဆက်လက်ချွတ်ထားပြီးကလေးအတွက်ရှင်သန်နေဖို့ပါကြခဲ့ပါတယ်ရုတ်တရက်မီယာဟာတိတ်ကျုံငါကိုခံစားလိုက်ရပြီးကလေးကိုခဏလောက်ထပ်ဆောင်မှုတောင်းပန်နေပြီးပါတယ်သူမမော်ဒကိုက်ကိုကိုက်စားပြီးတစ်တာတွေကိုရွှေ့နေခဲ့ပေမဲ့မကြခင်မှာပဲမော်ပန်းမှုကနှံမိုးလာပါတော့တယ်မုန်တိုင်းတစ်ခုလာနေတာကိုစီစားမိပြီးနောက်ထပ်အိမ်ကျုံနာကိုခံစားရလို့ဒါဟာအချက်ပြီးလွှဲတာဖြစ်ဖို့မျှော်လင့်နေပြီးပါတယ်ဒါပေမဲ့ခဏကြာမှသူမမားနေတာကိုသိလိုက်ရပါတယ်မော်တိုင်းကကိုရီနာကိုလှုပ်ခါလိုက်ပြီးကလေးလေးဟာတကယ်ပဲမွေးတော့မဲ့အခြေအနေကိုရောက်လာခဲ့ပါပြီမီယာနာကျင်စောအော်ဟစ်နေစီမှာရေရီယာကိုရီနာတွေကိုပြန်ဝင်လာပါတယ်သူမရဲ့ဖုန်းကလည်းမြည်လာပေမဲ့အဖြေဖို့စူးစမ်းချိန်မှာပဲလက်ထက်ကနေချော်ကျသွားပါတော့တယ်အခြားရွေးချယ်စရာမရှိတော့တဲ့အတွက်မီယာသူမရဲ့ဝစ်စုံကိုချွတ်လိုက်ပြီးရေထဲမှာမတက်ရရင်တစ်တာကျိုးတွေကိုဆွဲကင်ကကလေးကိုမွေးဖွားလိုက်ပါတော့တယ်ကလေးရဲ့လေပြင်းမှာချက်ကျိုးရစ်ပတ်နေခဲ့ပေမဲ့မီယာချက်ချင်းစုသူလိုဖယ်ရှားလိုက်ပြီးကလေးငိုလာတဲ့အထိကြောကိုပုတ်ပေးခဲ့ပါတယ်အိမ်တော့မီယာတစ်တာတလုံးပေါ်ကိုတက်ပြီးကလေးကိုချီကမှုန်တိုင်းရက်တက်သွားမဲ့အချိန်ကိုစောင့်နေလိုက်ပါတော့တယ်နောက်နေ့မနေ့မှာတော့မီယာအချင်းထွက်တာကိုခံစားရပြီးပလတ်စတစ်ဘူးတွေထည့်သိမ်းထားလိုက်ပါတယ်အိမ်နောက်နေရာကိုတက်နေစညာတက်ရက်အောင်ရှင်းလင်းပြီးကလေးငယ်ကိုအနှွေးတွေနဲ့တစ်တာငယ်တစ်ခုထဲမှာထည့်လိုက်ကသူမရဲ့ပစ္စည်းတွေကိုစစ်ဆေးလိုက်ပါတယ်စစ်သူဘူးတွေကအစားအစာအချို့ကိုစားပေမဲ့ဖုံးကရေဝင်သွားတာကြောင့်အလုံးမလုံးတော့ပါဘူးပိုဆိုးတာကကလေးကအငုံမတိတ်ပဲရှိနေတာကြောင့်နှိုးကြိုတိုက်ဖို့ကြိုးစားပေမဲ့အခြေအနေပါပဲမီယာကိုတိန်နာရဲ့တတ်ထုတန်တကြွကြွမိတန်ကိုကြားလိုက်ရတဲ့အခါစိတ်ကူးတစ်ခုရလိုက်ပါတယ်အပြင်တက်ဖို့လုံလောက်တဲ့၄တော့ပုံစံတစ်ခုရအောင်ခေါင်းမိုးကိုတတ်ထုကရိယာနဲ့စတင်ဖောက်လိုက်ပါတော့တယ်ဒါပေမဲ့ဒီအတန်တွေကကလေးကိုပို့ပြီးတော့မှငိုစေခဲ့ပါတယ်ဥမကလေးကိုချော့ဖို့ကြိုးစားပေမဲ့တချင်းဆိုတော့အလုံးမဖြစ်တော့တဲ့အခါမီယာဒေါသထွက်ပြီးကလေးငယ်ကိုအော်ဟဲပြစ်လိုက်မိပါတယ်အ ਨੇ ဆုံးတော့သူမဘာလုပ်လိုက်မိတယ်လဲဆိုတာကိုသဘောပေါက်တဲ့အခါချက်ချင်းဆိုသူတို့ပြန်တောင်းပန်ခဲ့ပါတယ်ခဏကြာမှမီယာရင်ဘက်ကတုံ့ပြန်မှုကိုခံစားရပြီးကလေးကိုထပ်ကြိုးစားနှုတ်တိုက်လိုက်တဲ့အခါဒီတစ်ခါမှာတော့နှုတ်ရည်တွေထွက်လာပြီးကလေးငယ်ကနောက်ဆုံးမှာတော့နှုတ်ကိုဝါလွင်စွာဆိုရပါတော့တယ်ပင်မနှွမ်းနေမှုကလွှမ်းမိုးလာတဲ့အခါဘီယာသူမရဲ့ရှိသမျှအစားအစာတွေကိုမရမနာစားပစ်လိုက်ပါတော့တယ်အဲ့နောက်ခုံမိုးကိုပြက်လက်တူးဆွဲရမှာကံမကောင်းစွာနဲ့ပဲတန်တူကရိယာဘက်ထရီကုန်ဆုံးသွားခဲ့ပါတယ်နောက်တစ်စင်းနေနဲ့မီယာဟာမူလဖုန်းလေးကိုစင်ကတ်ကိုပြန်ထည့်ပေးမယ်အလုံးမလုပ်သေးပါဘူး
နောက်ဆုံးတော့စိတ်ပြအားငယ်မှုကသူ့ကိုလွှမ်းမိုးသွားပြီးပစ္စည်းတွေအားလုံးကိုဒေါသတကြီးနဲ့ပြစ်ပေါက်လိုက်ပါတော့တယ်။ဒါကိုတွေ့တဲ့အခါခေါင်မိုးကအပေါက်တွေကိုဆက်လက်ဖောက်ဖို့အသုံးပြုဖို့ကြိုးစားပေမဲ့ဒါကသူမရဲ့လက်တွေကိုပဲနာကျင်စေခဲ့ပါတယ်။အချိန်တွေကုန်ဆုံးလာတဲ့အခါမီဟာကလေးကိုဂူးဆိုင်ဖို့ကလွယ်လို့တခြားဘာမှမလုပ်နိုင်တော့ပါဘူး။တကာဒီယန်ကလေးကိုပူဒဏ်ခံတာစီဖို့အတွက်ရေလောင်းပေးရပါတယ်။အိမ်ဖို့ကြိုးစားတဲ့အခါဗိုက်ထဲမှာအစာမရှိလို့မြင်နေတဲ့အတန်တွေကြောင့်အေးရတာအခက်တွေ့နေခဲ့ပါတယ်။နောက်ဆုံးမှာတော့မျောလင့်ချက်မင်းမှုကအနိုင်ယူသွားပြီးမီဟာသူမရဲ့အချင်းကိုစားသုံးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ရိုဒီအပြင်ဘက်ကဝေလာငါးရဲ့တန်ကိုထိုက်ကြလိုက်ရပြီးအပြင်ကိုကြည့်တဲ့အခါဝေလာငါးတွေကကိုတိန်နာကိုတိုင်းပြီးလို့ကလေးလေးပြန်ငိုပါတော့တယ်။မီဟာကလည်းကိုတိန်နာနိုင်ရန်တွေကိုပြန်ရိုက်ပြီးဝေလာငါးတွေကိုလန့်သွားစေခဲ့ပါတယ်။နောက်နေ့မနေ့မှာတော့မီဟာဓာတ်နဲ့အပေါက်တွေကိုထပ်ကြိုးစားပေမဲ့ဓာတ်ကကျိုးသွားပါတော့တယ်။ဖုံးကလည်းအလုံးမလို့သေးပဲတောက်သုံးရည်တန်နောက်ဆုံးတစ်စက်ကိုလည်းကုန်သွားခဲ့ပါပြီ။အပူတန်းရောက်မူးဝင်းနေတဲ့မီဟာပင်လေရေချို့ကိုယူပြီးခေါင်းမုတ်ကိုလောင်းချလိုက်ပါတယ်။အဲဒီနောက်မျက်နှာချက်ကရေစက်တွေကိုရှာနေလိုက်ရက်နေပါတော့တယ်။ကံမကောင်းစွာနဲ့ပဲဒီအပြုမှုကမိနစ်အနည်းငယ်ကြာပြီးနောက်သူမကိုပြုတ်အံစီခဲ့ပါတယ်။မူးဝင်းမှုကအချိန်ကြာလာတဲ့အမျှပိုဆိုးလာပြီးမီဟာသူမရဲ့ခြေထောက်ပေါ်ကိုစက္ကူလေရင်ပြန်တစ်စင်းစစ်သက်လာတာကိုရုတ်တရက်မြင်လိုက်ရပါတယ်။အဲဒီခိုက်တက်မှာသူမရဲ့ပထမဆုံးသမီးလေးပေါ်လာပြီးစစ်သားတွေတဲမှာတည်ဆုံးခဲ့ရတဲ့အတွက်သူမအမေကိုအပြစ်တင်มาတော့တယ်။မီယာငိုကြွေးနေချိန်မှာနီကိုကလည်းသူမဘိန်းသားမှာပေါ်လာပြီးသူမရဲ့အမမုတ်ကြောင့်သတိပေးခဲ့ပါတယ်။ဒီမက်ကနေနိုးထလာတဲ့အခါမီယာပူပြီးနေလို့ကောင်းလာပါပြီ။ဘာလို့လဲဆိုတော့နောက်ဆုံးမှမိုးရွာနေပြီးရေတွေကအပေါက်တွေကနေကျဆင်းလာနေလို့ပါပဲ။မီယာရေချုပ်ကိုတောက်သုံးပြီးပလတ်စတစ်ဘူးတွေနဲ့တက်နေတဲ့ညဆူဆောင်းထားလိုက်ပါတယ်။စီသူဘူးကိုဆွဲယူလိုက်ပေမဲ့အဖုံကျိုးသွားတဲ့အခါစိတ်ကူးတစ်ခုထရလိုက်ပါတယ်။ကိုရီနာရဲ့ကျိုးကိုခေါင်မိုးကအပေါက်တွေကနေထိုးသွင်းပြီးမီယာကအပြင်ကအလင်းရောက်ဝင်နိုင်တဲ့အပေါက်တစ်ခုပွင့်သွားတဲ့အထိဆွဲချလိုက်နိုင်ပါတော့တယ်။အဲဒီနောက်မီယာကိုရီနာဘော်ကိုတက်လိုက်ပြီးကုန်းမီမတွေ့ရသေးဘူးဆိုတာအတည်ပြုလိုက်ပါတယ်။သူမနဲ့ကလေးငယ်ကလေကောင်းလေတန်းရအောင်အပေါ်မှာပဲအိတ်ဆက်ကြပြီးကလေးအနည်းလေးချိန်မှာမီယာဟာအညစ်အကြေးစွန်းနေတဲ့အနွေးတွေကိုရေထဲပစ်ချလိုက်ပါတယ်။ဒီအပြုမှုကငါအုပ်စုတစုရဲ့အာယုံကိုဖန်ဆားလိုက်တာကြောင့်မီယာငါဖမ်းမှုအတွက်ဂျိုးတစ်ချောင်းနဲ့တတ်ထုအပိုင်းစားတစ်ခုကိုအလယ်မြန်ယူလိုက်ပါတယ်။သူမဘလောက်ပဲကြိုးစားပေမဲ့ငါးတကောင်ကိုမှမမိနိုင်ခဲ့ပါဘူး။လက်လျှော့လိုက်ပြီးနောက်ရုတ်တရက်လေမြန်တစ်စည်းပြန်တန်းသွားတော့မို့သတိထားမိလိုက်ပြီးချက်ကြီးကိုရီနာတဲကိုပြေးဝင်ကရုံမြင့်တန်ကြားဆက်ကိုရိုက်ခွဲပြီးမျက်နှာပြင်အပိုင်းစားတစ်ခုကိုယူလိုက်ပါတယ်။ပြီးတဲ့နောက်အပြင်ကိုပြန်တက်လာပေမဲ့အလီဇိုလို့တာကြောင့်ခြေထောက်ကိုမတော်တဆထိခိုက်မိလိုက်ပါတော့တယ်။နာကျင်မှုကိုခဏမိတ်ထားပြီးသူမကမျက်နှာပြင်အပိုင်းစားကိုအသုံးပြုပြီးနေအောင်ကြီးကိုရောင်မြန်ဟတ်စီပေမဲ့လေငါသူမကိုမမြင်ပဲထွက်ခွာသွားခဲ့ပါတယ်။စိတ်ပြက်အားငယ်နေတဲ့မီဟာကိုရီနာတဲကိုပြန်ဝင်လာပြီးဝါယာဂျိုးတွေနဲ့သီးငယ်တဲ့တတ်ထုအပိုင်းစားတွေကိုအသုံးပြုပြီးတိုင်ယာကိုချုပ်လိုက်ပါတော့တယ်။ဒါအရန်ကိုနာကျင်တဲ့လုပ်ငန်းစဉ်ဖြစ်နေတာကြောင့်အရက်နဲ့တက်တာအောင်လုပ်ရပါတယ်။အဲဒီနောက်ယာနဲ့ချီတဲ့နေချက်တွေကိုမြင်လိုက်ပြီးနောက်ထပ်စိတ်ကူးတစ်ခုရလိုက်ပါတယ်။ဝါယာဂျိုးတွေနဲ့သူမဟာပိုက်ကိုတစ်ခုစတင်ပြုလုပ်လိုက်ပါတယ်။ပြီးစီသွားတဲ့အခါအညီကြီးစိုးနေတဲ့အဝတ်ထည်နဲ့ပင်လယ်ထဲတိချလိုက်ပြီးနောက်ဆုံးမှငါးအချို့ကိုဖမ်းမိခဲ့ပါတော့တယ်။သူမဖမ်းမိတဲ့ငါးတွေကိုချက်ချင်းစုသူတို့အစိမ့်လိုက်စားလိုက်ပါတော့တယ်။နောက်ရဒီမှာတော့ဘီယာရှင်သန်ရေးအတွက်စူးစမ်းလုပ်ကိုင်နေခဲ့ပါတယ်။သူမပိုက်ကိုအသုံးပြုပြီးကိုရိုနာတွေကရည်တွေကိုဖယ်ရှားနေတယ်လို့ပိုက်ကိုနဲ့ငါးဖမ်းတာလည်းအောင်မြင်နေပြီးပလတ်စတစ်ဘူးတွေမှာငါးများပြားကိုသိမ်းထားခဲ့ပါတယ်။ဒါအပြင်သူမရဲ့ဒါရီကနေစာရွက်တွေကိုယူပြီးကဲပါ SOS စာလုံးများစွာကိုရေးကကိုရိုနာထဲမှာထည့်ကတစုံတစ်ယောက်တွင်းနိုင်လေးနုနဲ့ပင်လယ်ထဲမှာပြစ်ချထားလိုက်ပါတယ်။တတင်ညနေခင်းမှာမီယာကလေးငယ်ကိုမိသားစုပုံတွေအားလုံးကိုပြသပြီးနီကိုလိုချင်တဲ့နံကြီးဖြစ်တဲ့သူမရဲ့အဖွားနံမီ not of လို့ကလေးကိုနာမည်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါအပြင်သူမရဲ့အမဓာတ်ပုံကိုလည်းပြသပြီးစစ်သားတွေခေါ်သွားပုံနဲ့သူမကိုသူမအပြစ်တင်နေပုံကိုပြောပြလိုက်ပါတယ်။ညနေပိုင်းမှာတော့ not လေးဟာအင်းနီလာကိုဒီသားမိပြီးမီယာဟာအရက်နဲ့မီချစ်ကိုအသုံးပြုပြီးမီးမွေးလိုက်ပါတော့တယ်။၎င်းရဲ့အချိန်မှာနိုင်ရန်ကိုတစုံတရာထိမှန်တန်ကြားလိုက်ရပြီးအပြည့်ထွက်ချက်တဲ့အခါဒါဟာပလတ်စတစ်ဘူးတစ်လုံးပဲဖြစ်နေပါတယ်။ဒီချိန်မှာပဲသူမရဲ့ဖုံးမိလာပြီးနီကိုရဲ့တန်ကိုကြားလိုက်ရတဲ့အခါဝမ်းသာနေခဲ့ပြီးမြဲကံမကောင်းစံနဲ့ပဲသတင်းစိုးပါလာခဲ့ပါတယ်။နီကိုဟာလှေခိုးဖို့ကြိုးစားခဲ့ပြီးမြဲစစ်သားတွေရင်သွားပြီးတနက်နဲ့ပြစ်ကတ်ခံလိုက်ရတာဖြစ်ပါတယ်။အခုချိန်မှာပေါင်းနေပြီးမြဲသွေးထွက်လွန်နေပြီးအချိန်သိမ့်မကြံတော့ဘူးလို့ဆိုပါတယ်။နီကိုဟာနှုတ်ဆက်ဖို့ခေါ်ခဲ့တာဖြစ်ပြီးသူမအသက်ရှင်နေပြီးဖို့ဂရီပေးဖို့ဘီယာကိုတောင်းဆိုခဲ့ပါတယ်။ဒါကြောင့်မီယာနော်အေလီရဲ့ချစ်စရာကောင်းတဲ့အတန်လေးတွေကိုကြားနိုင်အောင်ဖုန်းကိုသူ့ပြီးနားမှာထားလိုက်ပါတယ်။မီယာနဲ့နီကိုတို့အပြန်လဲချစ်ကြောင်းပြောပြီးနောက်သူမရဲ့ဖုန်းဘက်ထရီကုန်သွားပြီးလေကမီကိုညှင်းတက်လိုက်တဲ့အခါမီယာရှက်ကြီးတငယ်ငိုကြွေးပါတော့တယ်။အဲ့ဒီအခါမှာမီယာမှာသူမဂရိပြုထားတဲ့အတိုင်းခီးစဉ်ရဲ့အစုံအသက်အတွက်တိတ်ထားတဲ့စနစ်ကာချောကလက်ဘာရှိနေသေးတာကိုထုတ်ဖော်ပြသလိုက်ပါတယ်။26ရက်မြောင်းနေ့မှာတော့မီယာစိတ်တိကိတ်အာရောလူနီးပါးဖြစ်နေပါပြီ။ကိုရီနာနိုင်ငံတွေမှာပုံဆွဲတာတွေနဲ့မာယူရဲ့ဆန္ဒတွေစာတွေကတ်ထားပြီးကိုရီနာကရင်မျက်နှာပြင်ကတ်သက်ချက်ကိုရောက်တော့မှမို့မီယာနဲ့ကလေးငယ်ကအခုကိုရီနာပေါ်မှာနေကြရပါပြီ။မီယာဟာဖောင်တစင်းကိုစူးစီးဖို့အတွက်တစ်တာပလတ်စတစ်ဘူးတွေနဲ့ကျိုးတွေကိုအသုံးပြုနေခဲ့ပါတယ်။ရုတ်တရက်ပင်လယ်စာငှက်တကောင်ဟာသူမရဲ့ငါးချက်ကိုယူဖို့ဂရီနာပေါ်ဆင်းသက်လာခဲ့ပါတယ်။ဒါဟာကုန်းရင်းနဲ့နီးနေပြီဖြစ်ကြောင်းဖော်ပြနေတာမို့မီယာအတွက်မျှော်လင့်ချက်ပေးလိုက်ပါတော့တယ်။ညနေပိုင်းမှာတော့မီယာဟာမီးကိုအောင်မြင်စွာပြန်မွေးနိုင်ခဲ့ပြီးသူမရဲ့ဖောင်အတွက်ရွံ့လင့်မှုကိုလည်းအစင်သေးလုပ်လိုက်ပါတယ်။ရုတ်တရက်ဂရီနာတွေကနေအတန်တခုကြားလိုက်ရပြီးမကြခင်နင်းမြုပ်တော့မယ်ဆိုတာကိုသိလိုက်ရပါတယ်။မီယာသူမရဲ့ဓာတ်ပုံတွေအားလုံးကိုစူးစီးဖို့ရည်ထဲကိုဂုံဆေးလိုက်ပါတယ်။ပလတ်စတစ်ဘူးတွေကစနင်ကချောကလက်ဘားကိုလည်းမြင်လိုက်ရတာကြောင့်အန်ရီကိုဂူးမဆိုင်ပဲပုံမနဲ့ရှိုင်းတဲ့နေရာစီဝင်သွားပြီးဆွဲယူလိုက်ပါတော့တယ်
ရေကနော်အီလီပါတဲ့ဖောင်ကိုတိုးတိတ်နေချိန်မှာမီယာရဲ့ခြေထောက်ကအကျိုးတစ်ချောင်းနဲ့ရင်းပတ်မိသွားတာကြောင့်ရင်ပရစ်အောင်ရုန်းကန်နေရပါတယ်တတုအပိုင်အစားတစ်ခုနဲ့ဂျိုးကိုဖျက်နိုင်ခဲ့ပြီးနောက်ဆုံးမှာတော့ကိုရီနာမင်းမြုပ်ကေလှိမ့်မြဲစွာရေထဲကနေထွက်လာနိုင်ခဲ့ပါတော့တယ်ဒီမိနစ်ဒီပေါ်ရောက်တဲ့အခါမီယာဟာနော်အီလီကိုမတွေ့ရတဲ့အတွက်ထိတ်လန့်သွားခဲ့ပါတယ်အဲဒီခိုက်တက်မှာပဲဝေလာ9တကောင်ဖြတ်သွားပြီးရေချိုးကိုမှုန်းထုတ်လိုက်တာကနော်အီလီကိုထိမှန်ပြီးကလေးကငိုတန်ပေးလိုက်ပါတော့တယ်အခုတော့မီယာဟာအတန်ရဲ့လမ်းကြောင်းအတိုင်းလိုက်လာကသူမရဲ့သမီးလေးနဲ့ပြန်လဲဆုံတွေ့နိုင်ခဲ့ပါပြီနောက်နေ့မနေ့မှာသူတို့မျောပနေစဉ်မီယာဟာပလတ်စတစ်ဘူးတစ်ခုကိုဖွင့်ပြီးကက်တွေကိုဆွဲဆောင်နိုင်ဖို့အတွက်ငါးအချို့ကိုပြထုတ်လိုက်ပါတယ်မကြခင်မှာပဲပင်လယ်စာငှက်အများပြားဟာသူတို့ရဲ့အပေါ်မှာပြန်ဝဲနေကြပြီးဒါကုန်နီးနားမှာရွလွှနေတဲ့လေတစင်းကသတိထားမိလိုက်ပါတယ်သူတို့ကချက်ချင်းစသူတို့အဲ့ဒီဘက်ကိုလေကိုမောင်းပြီးဖောင်ငယ်လေးကိုကယ်ဆယ်လိုက်ကြကအထဲမှာနော့အိတ်လေးအသက်ရှင်လျက်ရှိနေတာကိုတွေ့လိုက်ရပါတယ်။ဖောင်ကနေရေထဲကိုပြုတ်ကျနေတဲ့ကျိုးချောင်းလေးရှိနေတဲ့ကြောင့်တင်မောသားတွေစတင်ဆွဲတင်လိုက်တဲ့အခါမီယာရဲ့ခန္ဓာကိုထွက်ပေါ်လာခဲ့ပါတော့တယ်။တင်မောဘပါလာတဲ့သူတွေကချက်ချင်းစသူတို့နှလုံးအသက်ကယ်ဆယ်နီး CPR ကိုစတင်လှုံ့ဆော်ပေးပြီးမြမီယာကမနိုးလာပါဘူး။ဒါပေမဲ့ကလေးလေးအတွက်သူတို့ဟာလက်ရှိဖို့ညှင်းဆန်ခဲ့ကြပါတယ်။ရေဘက်ကိုအချင်းချင်းဖိနေပြီးနောက်မီယာနောက်ဆုံးမှတုံ့ပြန်လာခဲ့ပြီးတင်မောသားတွေကကလေးကိုသူမလက်ထဲပြန်ထည့်ပေးလိုက်တဲ့အခါအကူကြီးတောင်းဖို့ရေဒီယိုကိုအသုံးပြုလိုက်ပါတော့တယ်။မီယာသူမလုံခြုံသွားပြီဆိုတာသိလိုက်ရဖို့အချိန်ယူလိုက်ရပြီးမကုတ်ဆောင်ပိုင်းကိုကြည့်လိုက်တဲ့အခါသူတို့ကအိုင်ယာလန်နိုင်ငံကိုချင်းကပ်နေပြီဖြစ်တာကိုမြင်လိုက်ရပါတယ်။ဆိုလိုတာကတော့သူမလိုချင်ခဲ့တဲ့ဘဝအသစ်ကိုရရှိတော့မှာဖြစ်ပါတယ်။ဒီလိုမျိုးဒီဗီဒီယိုတွေကိုထပ်မံကြည့်ရှုနိုင်ဖို့အတွက် subscribe လုပ်ပြီး notification ခေါင်းလောင်းလေးကိုလည်းဖွင့်ထားပေးဖို့မေးပါတယ်ခင်ဗျာ။ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာ။နောက်ထပ် movie weekend ဗီဒီယိုအသစ်တစ်ပုဒ်မှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ။